Yo အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Red ဖြစ်ပါတယ်ဆိုဒီနေ့မှာတော့ကျွန်တော်ဘာယူပြသွားမလဲဆိုရင်တော့ကျွန်တော်ဆိုင်ငယ်ရဆိုတော့ fighting style ကိုယူပြသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဆိုင်ငယ်ရကိုယူဖို့ဆိုရင်တော့အဓိကလိုတော့တစ်ပိုင်းနဲ့အဖြစ်ပါတယ်ကျွန်တော်ဆိုင်ငယ်ရကိုယူဖို့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီယာတွေလိုပါတယ်အဲ့ဒါတွေရှိမှကျွန်တော်ရမှာပါဒီ item တွေကတော့ကျွန်တော်လိုတဲ့ item ပါ C2 ရယ် C3 ရယ်မှာယူလို့ရပါတယ်ကျွန်တော်ရှိမှာတော့ defragment က0ပဲရှိပါတယ်အဲ့တော့ကျွန်တော် defragment လိုက်ရှာမယ်ဒါကတော့ကျွန်တော် 1p ရဲ့ကကျွန်တော် tease ကိုတက်တာပါကျွန်တော်အဲ့ tease ကိုတက်မှကျွန်တော် defragment ရမှာပါကျွန်တော်ဒီကောင်ကကျတော့တက်တာမနေနည်းနည်းလေးတိုလို့ပေါ့နော်ဟိုအရှိရဗီဒီယိုကကြာလို့ကျွန်တော်ဗီဒီယိုပြတ်ပြီးတင်လိုက်တာပါโอเคဒါဆိုရင်တော့ကျွန်တော် defragment နှစ်ခုလုံးပြည့်ပေါ့နော် defragment ပြည့်လို့ရှိရင်တော့ကျွန်တော်fragment 9000ရေပတ်စံ5 billion လား million လားမသိဘူးကျွန်တော်စုရမယ်စုပြီးရင်တော့ကျွန်တော်တို့ဆိုင်ငယ် fighting style ယူလို့ရပါတယ်โอเคကျွန်တော်အခုဝယ်ပါတော့မယ် okay taste land oh my god ပတ်စံနေအများကြီးပဲ okay ဒါဆိုရင်တော့ကျွန်တော်ဆိုင်ငယ်ရပါပြီ visit attack လေးကအိုးလှရီပါကျွန်တော် visit attack လေးကအနီအောင်လေး damn bro အေးဒါဆိုရင်တော့ကျွန်တော် mastery 350ဒီ fan ပြီးရင်ကျွန်တော်ပြန်တွေ့ပါမယ်အိုးမေ့နေတာကျွန်တော် mastery တင်မယ်ဆိုတော့ကျွန်တော် Buddha fruit လေးကလိုအပ်တယ်အဲ့တော့ကျွန်တော် Buddha fruit လေးပေါက်ထားရဲဆိုတော့ကျွန်တော် Buddha fruit လေးစားလိုက်မယ်စားပြီးတော့ကျွန်တော် mastery တင်ပါမယ်mastery တင်ပြီးရင်ကျွန်တော်ပြန်တွေ့ပါမယ်ဖေးဒါဆိုရင်တော့ကျွန်တော် mastery လည်းတင်ပြီဆိုတော့ကျွန်တော် visit tab လေးစမ်းပြအောင်မယ် visit tab လေးကကျွန်တော်အနားတောင်ကတ်လို့မရအောင်ပဲเนาะ NPC ကကျွန်တော်အနားတောင်ကတ်လို့မရအောင်ဝေးကျွန်တော်set ability ကိုစမ်းပြအောင်မယ်ဒီကောင်ကိုစမ်းမယ်set ability ကကျွန်တော်ချုပ်လိုက်တာဗျတော်တော်မိုက်တယ်အပေါ်ကလည်းဘာမျက်နှာကြီးလည်းမပေါ်သွားတယ်အဲ standard ဆိုတော့ပြီးကောင်းကျွန်တော် expert ကတော့ကျွန်တော်ဒီတိုင်းလက်သေးလို့ဘာလို့လဲခုတ်လိုက်တာကျွန်တော် C scale ကတော့ဘာကြီးလည်းမသိဘူးကျွန်တော်စမ်းပြီးတော့နှိုက်လိုက်တာတော်တော်လေးမိုက်ပါတယ်ကျွန်တော်ဒီ fighting style ရှိတယ်မှာလေကျွန်တော် bro player တယောက်အနေနဲ့ပေါ့စကိုင်းအောင်ပြီးတော့ဗျာကျွန်တော်ပြီးရင်တော့ကျွန်တော် PVP လိုက်ချမှာပဲဖြစ်ပါတယ်ကျွန်တော် PVP time ဒါတော့ကျွန်တော်တို့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော် PVP ချတာပါသူကတော့ I ယူတာပေါ့ကျွန်တော် dragon ကြီးနဲ့အကောင်လုံးဝ share spam မှာပါ okay ဗျာဒီမှာကြည့်ဒီတော့ကျွန်တော်အမှ share ချတာဗျာ PVP မနေပဲနဲ့အမှနဲ့တတိယဟိအောင်ခဏနေအောင်ငါ PVP နှိမ့်လိုက်အောင်မယ်ဆိုမှပြီးတော့ share ချပါတယ်ကျွန်တော်ကိုဖမ်းတာဗျာကျွန်တော်ကိုကတိတ်မရအောင်ဖြစ်ပဲဒီကြမတိကြအောင်ဗျာသူကကြတော့အရင်တော့ကကြတော့သူက10 million တိရောက်ခဲ့ကျွန်တော်က3 million တိတော့မရဘူးသေးဘူးဒါပေမဲ့ကျွန်တော်ပဲနိုင်တာပါဗျာသိရမှာမင်းသားဆိုတော့အလဲကျွန်တော်လည်းနိုင်ပါဘေးနာကောင်ကျွန်တော်အစင်သေးကြီးတောက်သွားတယ်လို့ကိုမိုးကြီးကလည်းလုံးဝရှုပ်လို့မရတာဗျာကျွတ်စင်ဒီကောင်တော်လေးကျွန်တော်အားချောင်းနေရဲကျွန်တော်အဲ့တော့ဒီကောင်ကကျွန်တော်တီးမယ်ဝေးကျွန်တော်ဒီကောင် Vivo ကုန်တာကိုစောင့်မယ်ပေါ့ဗျာဒီကောင် Vivo ကုန်တာနဲ့ကျွန်တော်တီးမှာပါဝေး Vivo ကုန်ပြီ Vivo ကုန်ရင်လာခဲ့လားโอเค
အဲ့ကောင်အဲ့လာနေတော့အော်အေးပါကွာဒီကောင်ဒီအားနဲ့လောက်စားနေရတယ်ဒီကောင်ဘာမှဟုတ်ရှင်မိသွားသေးတယ်ကွာရတယ်အေးရအောက်နေတာအောက်နေရာမှာတော့ကြောက်နေတာရမင်းလာရဟမ်အိုးရှင်ကြောက်မင်းလည်းဘူးဝင်ငါလည်းဘူးဘာမှမဟုတ်ဒီကောင်ဘာမှမဟုတ်အိုးရှင်ကျွန်တော်ဘောနော်ရောက်ပါပဲကွာမင်းတတိရှင်လာပဲရဟာညီလေးရတနာပါတယ်ကွာကျွန်တော်အဲ့လိုတီးရင်တာဗျာဒီကောင်ကအင်ဂျီဘူးကြီးကကျွန်တော်ဒူးထောက်ထားသွားလို့အဲ့လိုဒီကောင်တီးရင်တာကျွန်တော်နောက်တစ်ပွဲပြန်နှွှဲမယ်ကျွန်တော်ဒီတစ်ပွဲကတော့ကျွန်တော်ဒီဗုဒ္ဓယူဇာနဲ့ကျွန်တော် Dragon နဲ့ကိုကျွန်တော်2ယောက်တစ်ယောက်ချခဲ့ရပြီဖြစ်ပါတယ်ဒါပေမဲ့ဗုဒ္ဓကတော့ဘယ်ပြောက်သွားလဲမသိဘူး Dragon ကောင်နဲ့တော့ကျွန်တော်လုံးဝ special ကိုကြိတ်ခဲ့ပါတယ်ကျွန်တော်ဒါပေမဲ့မနေ့ချလိုက်ရပါတယ်ကျွန်တော်အကြောက်ဆုံးလဲဖြစ်တယ်ကျွန်တော် lighting user ရဲ့ကျွန်တော် dome user ရဲ့အဲမှာကျွန်တော် lighting user ကိုလုံးဝမနိုင်ပါဘူး dome user လဲကျွန်တော်မနေ့ချပါတယ်ဒီပွဲတော့ကျွန်တော်အသေးအလဲကိုရှုံးခဲ့တဲ့ပွဲဖြစ်ပါတယ်လုံးဝမနိုင်တာပါဒီကောင်တွေကဘောင်းနေရလဲမြင့်နေဆိုတော့တကယ်လုံးဝမနိုင်ပါဘူး
အားလုံးပဲကျွန်တော်ဗီဒီယိုဒီလောက်ပါပဲကျွန်တော် PV ချိုင်းနဲ့ပဲနှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်စိုင်းငယ်ရလည်းယူခဲ့တယ်ကျွန်တော်ပေါ်တယ်နဲ့CDK ထားနေကျွန်တော်ကွန်မိုဒီတော့ကွန်မိုစမ်းပြခဲ့ပါတယ်ကျွန်တော်ဗီဒီယိုကြိုင်းနေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်တော့မေ့ကြပါနဲ့အားလုံးပဲ bye bye